ဆရာဥဒ္ဒါကျိုချမ်းသာတာ2မျိုးရှိတယ်ဆင်းရဲတာ2မျိုးရှိတယ်ဆရာတို့ဗမာနိုင်ငံဆင်းရဲနေခြင်းဒီဘာဆင်းရဲတာလဲပညာဉာဏ်နဲ့ပါတော့ကြောင့်ဆရာတို့ငွေကြေးဆင်းရဲတယ်တရားဇာတတူအောင်စားတဲ့လူမျိုးသူကစာမတတ်လို့တယ်နှစ်ခင်ဗျားတို့စာကောင်းပေကောင်းတွေမဖတ်ပညာရေးစနစ်နဲ့ကောင်းကောင်းမွန်မွန်လူ့အဖွဲ့အစည်းကမပြင်တော့ကြောင့်ဆရာတို့လူမျိုးတွေကစိတ်ပိုင်းဆိုင်ရာနဲ့တအားဆင်းရဲနေတယ်ဆရာတို့အတ္တကြီးတယ်ဆရာတို့ဟုတ်တော့တယ်ဗျာဖုံဖုံတပည့်တော်ကြာသွားမှကြောက်လို့နည်းနည်းတော့ပြောပြရသေးဖေဟာတလိမ့်ဆန်နေလို့ခင်ဗျားတို့လူမျိုးတွေအင်္ဂလန်နိုင်ငံမှာမော်တော်ကားတန်းစီတယ်မောင်သားရှိုး3နာရီရောက်လာတယ်ချီဦးညို3နာရီ5မိနစ်မောင်စိမ့်ပရိကောင်3နာရီ7မိနစ်နောက်တစ်ယောက်ညီမင်းညို3နာရီခွဲတပည့်တော်ရှောက်ပြရသေးဖေဟာလန်ဒန်တစ်မြို့လုံးမှာကြော်ပြီးရတာဘူးရှိလို့လေလူတကယ်မှာတယောက်မှမကြော်ဘူးတော့ကားတိုင်မှာရဲမရှိစစ်သားမရှိရောက်ရတာမဆောက်မထုံးမှမရှိတော့သူတို့တမျိုးသားလုံးတယောက်ချင်းမှာပါရှိနေတယ်လူဆိုဒီမှာအလှည့်ကြပဲမကြောက်ရဘူးကားလိုက်ကျွန်တော်3လိုက်ကျွန်တော်ရင်တက်တယ်မဆန့်ရင်ထွက်သွားနောက်တစ်ယောက်ဆက်တက်လာချီဦးညိုနောက်တစ်စီးလာမြင့်တက်လန်ဒန်တစ်မြို့လုံးအင်္ဂလန်တစ်နိုင်ငံလုံးမှာအမတို့ဇက်ဖြတ်ချင်းပြောပြရစီသွားဘူးလေကိုသိမှာချီဦးညိုသွားဘူးတာပဲအော်ဘီကျသွားဘူးလေအကုန်သွားဘူးလေမယူသွားဘူးလေလူလေကိုသာဆိုအန်ဝါကြကောင်းနေတာဘယ်သူမှကြော်မရှိဘူးဗမာဒီမှာရမှထင်သလားရန်ကုန်မြို့ကိုကြည့်လိုက်လာတန်းစီမနေနဲ့ဟေ့ရောကားထိုးဆိုင်လာပြီမင်းမမင်းစောစောငါဘာငါနောက်ကြမလို့ဘူးလှင်းတဲ့ကောင်လွတ်တယ်နဲတဲ့ကောင်စားကျွန်တော်တို့ကဘာကြည့်ပြီးဘာပြောတာလဲတလိဆန်နေကဲ့သို့ပဲဘာမှစနစ်တကျစီကံတကျတယောက်ပြီးတယောက်တလှည့်ပြီးတလှည့်စောက်ရှောက်တယ်ထိမ့်သိမ့်တယ်ဆိုတာမရှိဘူးဒီကိုကြီးရောက်နေတာ4နာရီရောက်ဘူး तू တက်ပါသေးငါ4နာရီ15ဆိုတော့ငါ तू ကတက်မယ်မင်းတို့မရှိဘူးနော်မင်းတို့ကဘယ်လိုဖြစ်ကိုနေရရောက်ဖို့ရေးကြည့်တယ်ဟေ့အောင်ကိုကားပေါ်ရောက်ဖို့ရေးကြည့်တယ်ဥဒောင်ချခြင်းလာပြောမနေနဲ့အလွန်ကိုမင်းတို့လူမျိုးကစုပ်ပြတ်တတ်နေတာပဲစင်ကာပူနိုင်ငံမှာပိုတော်ဆိုးသေးတယ်မတ်တရက်တာအစတပေလောက်ခွာရက်တယ်အဲ့မှကြောက်လို့ကျွန်တော်ကဒီနားမှာနောက်တစ်ယောက်ဒီနားလေးမှာကြားမှာကိုမရဘူးကျွန်တော်တို့တမျိုးသားလုံးစိတ်နေစိတ်ထားတွေအားလုံးတယောက်ချင်းတော်စုပ်ပြတ်သွားတယ်လို့ကဘာပြောတယ်မင်းတို့နိုင်ငံဆင်းရတာဒီဘာလို့ဆင်းရတာလဲငွေတွေမကဘူးဘာဆင်းသွားတာလဲစိတ်ပိုင်းဆိုင်ရာစိတ်ကံပိုင်းဆိုင်ရာနှလုံးသားပိုင်းဆိုင်ရာတွေပါအားလုံးမင်းတို့ကျဆင်းသွားတယ်ကျွန်တော်တိုင်းပြည်အလွန်ဆင်းရတယ်ဘာဆင်းရတာလဲပညာဉာဏ်နဲ့ပါပြီးတရားဇာတကိုရောင်းစားတော့ကြောင့်ကျွန်တော်တို့ငွေကြေးအရင်ချွတ်တယ်သွားတယ်ဘာလို့လို့ချမ်းအောင်ပြန်လို့မလဲပညာရေးမြင့်တင်ပြီးလူငယ်တွေကိုတကယ်ကောင်းမွန်သောပညာရေးပေးမှကျွန်တော်ပြန်ချမ်းသာတယ်တစ်ပတ်စံနှစ်စာရီပေရီနဲ့လူဖွဲ့စည်းပညာရေးကောင်းကောင်းနဲ့လူငယ်လူရွယ်များရဲ့ဇာတိတ်တတွေပါတွေကိုမပြည့်မမေးသောကြောင့်ကျွန်တော်တို့ဘာဖြစ်လဲစိတ်ပိုင်းဆိုင်ရာတွေအားလုံးပြသွားတယ်အားလုံးဆင်းသွားတယ်စိတ်ကိုလည်းကျွန်တော်ပြန်ပြရမယ်ကျွန်တော်တို့စမတ်ကြမယ်ကျွန်တော်တို့ဟုတ်တယ်မလားဓမ္မတိုင်းပြည်ကြီးချမ်းသာခြင်းချမ်းသာမှန်ကိုရောက်မှာပေါ့မဟုတ်ဘူးလားဒါကြောင့်ကျွန်တော်ညီကုန်းချုပ်ပြရသည်ကျွန်တော်ခေါင်းစဉ်လေးပေးခဲ့ပါတယ်ဆင်းရဲခြင်းလွတ်ကင်းအောင်ဆင်းရဲခြင်းလွတ်ကင်းခြင်းနဲ့ဆိုရင်ဘုရားအောင်ဆန်းတို့ပြောသလိုပဲဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်စာနဲ့ပေနဲ့လမ်းပြမှာပေါ့ကျွန်တော်တို့အားလုံးပညာရေးနဲ့စာနဲ့ပေနဲ့ဉာဏ်ပညာတွေရောနှလုံးသားတွေရောပြန်နေမှာမှဗမာနိုင်ငံချမ်းသာခြင်းအစစ်မှန်ရောက်မှာပါမြင့်ဉာဏ်သူမြင့်သားများဒီလဲခင်ဗျားတို့မြို့ရွာကလူငယ်လူရွယ်များကိုကောင်းမွန်သောပညာရေးသာမကဘဲနဲ့ကောင်းမွန်မြင့်မြတ်တဲ့နှလုံးသားများရအောင်စာကောင်းပေကောင်းများနဲ့ပြန်လည်ပြုပြင်မှာမှခင်ဗျားတို့ကလေးတွေဒီပတ်စံနဲ့ချမ်းသာအောင်မကစိတ်နဲ့စိတ်ထားများပါချမ်းသာသောမျိုးဆက်များကိုရမှာပါလို့ကျွန်တော်သတိပေးတိုက်တွန်းနှုတ်ဆော်ရင်းနဲ့ညီကုန်းချုပ်ပြရသည်